Bismillahirrahmanirrahim. Assalamualaikum. ကျွန်မမနေ့ကဒီ Hazrat Salih Alaihi Wasallam ခေတ်ကသူကလအုံးမရဲ့ဖြစ်ရကိုအပိုင်း1အနေနဲ့ပြောပြပြီးသွားပါပြီเนาะအခုအပိုင်း2အနေနဲ့ဒီကလအုံးမရဲ့ကလေးကဒီတောင်ထဲမှာဝင်ပြီးပျောက်ကွယ်သွားတယ်အဲ့ဒီပျောက်ကွယ်သွားတဲ့အချိန်မှာဒီစမုတ်လူမျိုးစုကဘာပြောလဲဆိုတော့စာလေးနင်ကငါတို့ပြောတဲ့အတိုင်းတောင်ထဲကနေကလအုံးမတော့ထုတ်လိုက်တယ်အခုငါတို့သူ့ကိုတတ်လိုက်ပြီနေရအလားရဲ့နဗီဖြစ်တယ်ဆိုလို့ရှိရင်ငါတို့အပေါ်အစားပြဆာလီလိုင်စလမ်ကပြောထားတယ်လေဒီကလအုံးမကိုဘာမှမဖြစ်စေအောင်ကာကွယ်ရမယ်မရိုက်ရအောင်မနှိပ်စက်ရအောင်စသည်ဖြင့်လောက်ခဲ့ရင်အစားပြမယ်ငါလည်းမင်းတို့မကဲနိုင်ဒီဟာအားလုံးကဒီဖြစ်ရက်ဒီအားလုံးကကုရ်အာန်ထဲမှာပါပါတယ်နော်ကုရ်အာန်ထဲမှာဆူရာအရှ်ရှူအာရာဆူရာအလ်အာရာဖ်ဆူရာအရှ်ရှမ်ဆိုတဲ့ဆူရာအသီးသီးမှာဒီဖြစ်ရက်ကပါပါတယ်နော်ဒီချိန်မှာကျွန်မစကားဖြတ်ပြီးတခုပြောရမယ်ဆိုလို့ရှိရင်တမန်တော်ရဲ့နဗီတမန်တော်မြတ်ဆလ္လာလာဟ်အလိုင်ဟီဝါဆလမ်ကပြောလဲဆိုတော့ဒီဒုတိယလောကကြီးမှာအဆိုးဆုံးသောသူအဆိုးဆုံးသောသူနဲ့ကံအဆိုးဆုံးသောလူဟာတဲ့ဒီကလအုံးမကိုတတ်တယ်လူဖြစ်တယ်အဲ့ဒါတယောက်တည်းမဟုတ်ဘူး9ယောက်သောလူအုပ်စုဖြစ်ဆိုတော့ဒီချိန်မှာမေးစရာတခုရှိတယ်ဒီကလအုံးမကဘာလောက်တောင်အစင်မြင့်လို့လားတရိတ်ဆန်တဲ့ဥစ္စာဘာဖြစ်လို့ဒီကလုံးအမကိုတတ်လို့တိုက်ရင်အစားကြမယ်လို့ပြောတာလေပေါ့နော်ဒီကလုံးအမဟာအလ္လာဟ်ရဲ့လက္ခဏာဖြစ်တယ်အလ္လာဟ်ကချပေးတဲ့တရိတ်ဆန်ဖြစ်တယ်တောင်ပေါက်ပြီးတော့ထွက်လာတဲ့တရိတ်ဆန်ဖြစ်တယ်အလ္လာဟ်ရဲ့ miracle ဖြစ်တယ်အလ္လာဟ်ကမတက်ရဘူးလို့ပြောထားတဲ့နာကတလာတရိတ်ဆန်ဖြစ်တယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်ဒီကလုံးအမကိုတတ်လို့ရှိရင်အစားကြမယ်လို့ပြောထားပြီးသားအစားတွေအဲ့ဒီအတွက်ကြောင့်မလို့ဖြစ်တယ်နော်ဒါနဲ့ပဲလူတွေကပြောကြတယ်ငါတို့တော့လမ်းတော့ရှင်းသွားပြီဒီကလုံးမတော့တေးသွားပြီပေါ့မဟုတ်ရင်ဒီကလုံးမရွာထဲမှာတိတ်ရှုပ်တယ်ဟိုသွားတယ်ဆိုပြီးတော့တို့ကအောင်ပွဲခံနေကြဒီမှာဆာလီလိုင်စလမ်ကရောက်လာပြီးကလုံးမရဲ့ဒီတေးနေတဲ့ body ကိုကြည့်ပြီးတော့ပြောတယ်အိုးလူသားတို့ငါဘက်ကနေတော့မင်းတို့ဖြစ်နိုင်တယ်လို့တက်ဆွမ်းတယ်လို့လုပ်ပြီးပြီကဲပေါ့ငါရဲ့အလားကလည်းမင်းတို့အီမန်ခံယူစေခြင်းတို့မင်းတို့ဟိုကဲခြင်းတို့အတွက်မင်းတို့တောင်းဆိုတဲ့ကလအုံးမကိုတောင်းကြတဲ့ကနေပြီးတော့ထုတ်ပြီးတော့ဖြည့်ဆည်းပေးပြီးဒါပေမဲ့လည်းမင်းတို့ကခေါင်းမာနေကြတယ်အခုမင်းတို့အိမ်ပြန်ကြတော့အိမ်ပြန်ပြီးတော့3ရက်တိတိမင်းတို့ကိုအချိန်ပေးတယ်ဒီနေရာမှာ3ရက်ဟိုကလအုပ်သားလေးကလည်း3ခေါက်တိတိអော်ပြီးတော့မှတောင်းထဲကိုပြေးပြီးတော့ပြက်ကွယ်သွားတာကိုမှတ်မိပါလိမ့်မယ်နော်အခုလဲဆာလီလိုင်စလမ်က3ရက်တိတိအချိန်ပေးတယ်မင်းတို့အိမ်ပြန်ပြီး3ရက်လှုပ်ရှားရှိတာလို့ပျော်ကြရွှင်ကြကြက်ပြောက်ကြိုက်လောက်မင်းတို့ပျော်ကြအဲ့တော့မင်းတို့အိမ်ပြန်ကြလို့ပြောဒီချိန်မှာလူတွေကဘာဖြစ်လဲဘာမှမဖြစ်ဘူးအစားကြစရာရှိအခုကြမှာပေါ့ငါတို့တက်လဲတက်ပြီးပြီအမှလည်းအစားဘာမှလည်းအစားလည်းမရှိဘူးအလကားလျှောက်ပြောနေတာဆိုပြီးတော့ပြန်သွားကြပြန်သွားပြီးသူတို့ကဘာလုပ်လဲဆိုတော့ဗာတိုင်မင်လဲဆိုတော့ကလုံးမကိုတော့တက်လိုက်ပြီအခုဆာလီအလိုက်စလမ်ကိုပါတတ်ကြမယ်ငါတို့တခါတည်းရှင်းလိုက်မယ်ပေါ့နော်ငါတို့ရဲ့လမ်းမှာဒီအတားအဆီးဖြစ်နေတာကလုံးရောဆာလီအလိုက်စလမ်ကိုတတ်လိုက်မယ်ညငါတို့တတ်လိုက်မယ်မနေ့ကျလို့ရှိရင်မေးလို့ရှိရင်ငါတို့မသိဘူးလို့ပြောလိုက်ဒါနဲ့တို့ဘာလုပ်လဲတိုင်ပင်ထားတဲ့အတိုင်းလူတွေကဆာလီအလိုက်စလမ်ရဲ့အိမ်ဘက်ကိုဦးတည်ပြီးတော့သွားကြတယ်တတ်တော်မယ်ပေါ့နော်အိမ်ထဲကိုဝင်ပြီးတက်မယ်ဒီနေ့ပဲငါတို့ဒီဇလန်ကိုတင်လိုက်ဒါနဲ့Hazrat Salih Alaihi Wasallam ရဲ့အိမ်ရှိရောက်တဲ့အချိန်မှာအဖြစ်လဲဆိုတော့သူတို့အိမ်ထဲဝင်ဖို့လှုပ်တဲ့အချိန်မှာကောင်းကင်ကနေခဲလုံးတွေခဲမိုးတွေရွာချလာခဲမိုးတွေကဘယ်လောက်ထိရွာချလဲနောက်ထပ်ဘယ်လောက်ထိကျလဲဆိုတော့လူတွေအဲ့ဒီတက်ဖို့လာတဲ့လူတွေအားလုံးခဲပြီးတော့အားလုံးခဲအောက်တွေရောက်ပြီးတော့မြုပ်လိုက်တယ်လို့ပေါ့တေကုန်တော့သူတို့ဇေလန်ငိမ့်တော့ဒီမှာတခြားလူတွေကအံ့ဩဆိုတာပဲကြည်နေတာပေါ့စာလေးကိုတက်ဖို့သွားတာဒီရဲတွေဘယ်ရောက်လာကြတာလဲဆိုတော့နားမလည်နိုင်ဘူးဖြစ်ဒီအချိန်မှာဆာလီလိုင်စလမ်က3ရက်အချိန်ပေးထားတယ်နော်ဒါနဲ့လူတွေကနောက်နေ့အိတ်လိုက်ကြတယ်နောက်နေ့မနေ့အိတ်ရာထတော့ဒီအုပ်စုတွေကဘာဖြစ်နေလဲဆိုတော့အိမ်သားတွေကမျက်နှာတယောက်ကိုတယောက်ကြည့်တယ်မျက်နှာတွေဝါတယောက်ကိုတယောက်ကြည့်တယ်အပြင်ထွက်လာတယ်နောက်လူတွေကိုကြည့်တယ်အားလုံးဝါနေဟာဘာတွေဖြစ်ကုန်လဲတယောက်ကိုတယောက်ကြည့်ပြီးတော့နင်းလဲဝါနေတယ်ငါလဲဝါနေတယ်အားလုံးကိုလိုက်ကြည့်ပြီးတော့မျက်နှာတွေဝါတယ်ခု3ရက်တောင်မရှိသေးဘူးပထမနေ့ပဲရှိသေးတယ်ဒါနဲ့ဒီနေ့ညအိတ်လိုက်ကြတယ်အိတ်လိုက်ပြီးဘာတွေဖြစ်လဲဆိုစဉ်းစားနေနောက်နေ့ကိုကဒီမျက်နှာဝါနေတဲ့လူတွေကနောက်နေ့လဲကြာတော့တယောက်နဲ့တယောက်ကြည့်ပြီးပါပြောတယ်
မင်းတို့မျက်နှာတွေနီးနေတယ်ဇလုံးတွေနီးနေတယ်မျက်နှာတွေနီးနေတယ်မြို့မှာရှိတဲ့လူတွေအဝါရောင်မျက်နှာတွေကအခုအနီရောင်တွေပြောင်းကုန်ကြသူတို့ tension နေများပြီးတော့ဘာဖြစ်လို့လဲဘာဖြစ်လို့ငါတို့မနေ့ကဝါတယ်ဒီနေ့နီး3ရက်တောင်မပြည့်သေး second days 2ရက်မြောက်နေ့လဲကုန်ပြီညရောက်ပြီးနောက်နေ့တတိယမြောက်နေ့ရောက်တာတတိယမြောက်နေ့ရောက်တော့မနေ့အိပ်ရထားတော့သူတို့ဘာတွေ့လဲဆိုတော့တယောက်နဲ့တယောက်မျက်နှာတွေကြည့်လိုက်တော့ကြောက်ကုန်တာဘာတွေဖြစ်ကုန်လဲမျက်နှာတွေနီနေတဲ့မျက်နှာတွေကအကုန်လုံးမဲကုန်မဲတာလဲရိုးရိုးအမဲတွေမဟုတ်ပဲနဲ့ကြောက်စရာအမဲတွေဖြစ်ဖာလီလိုက်အစ္စလာမ်ရဲ့ပေးတဲ့3ရက်ပြည့်တယောက်ကိုတယောက်ဘာမှလည်းမပြောကြဘူးပါစပိတ်ကုန်ပြီးတော့နားမလည်နိုင်ကြဘူးငါတို့ဒီမျက်နှာအမဲတွေနဲ့တစ်သက်လုံးဘယ်လိုလုပ်နေကြမလဲဆိုပြီးတော့ဟိုပြေးဒီပြေးပေါ့နော်ပြေးအဲ့လိုမျိုးတွေဖြစ်ကုန်ကြတယ်မျက်နှာတွေကလည်းဟိုအဇပ်ကျနေတဲ့ပုံစံဒါမဲ့ဒါအဇပ်ကျနေတာမဟုတ်တော့ဒါအဲ့ဒါနဲ့သူတို့ကမေးကြတယ်ဆာလီလိုင်အစ္စလာမ်ပြောတဲ့အဇပ်ဆိုတာဒါလားဆိုတော့မဟုတ်သေးဘူးတဲ့ဒီအဇပ်ကအခုဒီအဇပ်ကစတော့မစသေးအဇပ်ကအခုထိလာတော့မလာသေးဒီချိန်မှာတစ်ဖက်မှာဘာဖြစ်လဲဆိုတော့ဆာလီလိုင်အစ္စလာမ်ဟာသူ့ရဲ့ iman ရှင်တချို့ခေါ်ပြီးတော့ဒီနေရာနေပြီးတော့တွားနေတဲ့ဆာလီလိုင်အစ္စလာမ်တွားတဲ့အနောက်ကနေနေတဲ့ဒီမြေကြီးကဆာလီလိုင်အစ္စလာမ် pass ဖြစ်သွားတဲ့အနောက်ကနေကြီးကစပြီးတော့လှုပ်လာပြီးတော့ငလျင်လို့ပေါ့လှုပ်လာပြီးလူတွေပါလှုပ်လာရင်လည်းကျွန်တော်အရှိပိုင်းမှာပြောကြားခဲ့တာလူတွေကအဲ့ဒီကစမုတ်လူမျိုးတွေကတောင်ထဲတွေမှာအိမ်နေတောင်တွေကိုဖောက်ပြီးတော့အိမ်ဆောက်ပြီးတော့နေကြတာနော်အဲ့ဒီမှာလူတွေလှုပ်နေရင်တောင်တွေပါလှုပ်လာတောင်တွေကလှုပ်ရင်တောင်တွေပြိုကျပြီးလူတွေပေါ်ပိကုန်ကြသူတို့ရဲ့နေတဲ့အိမ်တွေကအကုန်လုံးသူတို့ပေါ်ပိကျပြီးတော့တခါလဲအားလုံးပြေပြုတ်ပြီးသားဖြစ်ကုန်ကြတယ်ငင်းကလေးသဘောမျိုးပေါ့နော်လူတွေအားလုံးစားလိုက်တယ်အဲ့ဒီအိမ်ကြီးအဲ့ဒီဖြစ်တဲ့နေရာကတဲ့မဒီနာမြို့ရဲ့ကီလိုမီတာ400အကွာမှာရှိတယ်မက္ကာမီအယ်အူလာလို့ခေါ်တဲ့နေရာရှိအဲ့ဒီနေရာမှာအခုထိဒီတိုင်းရှိနေတယ်တဲ့ဒီအစားကြတဲ့နေရာပေါ့နော်အားလုံးမြင်နိုင်အောင်လို့ဆိုပြီးတော့အခုထိအဲ့ဒီတိုင်းရှိနေတယ်တဲ့အဇပ်ပြီးတော့နောက်ဆုံးမှာဆာလီလိုင်အစ္စလာမ်ကဘာပြောလဲဆိုတော့အိုမြို့သားတို့ငါမင်းတို့အတွက်တတ်နိုင်တဲ့လောက်ကြိုးစားခဲ့တယ်ဒါပေမဲ့မင်းတို့ကအဇပ်ကိုကိုယ်တိုင်ဖိတ်ခေါ်ခဲ့တယ်အခုအဇပ်ရဲ့ဓာတ်ကိုခံရပြီးဒီဖြစ်ရက်ကိုဖြစ်တဲ့အတွက်မင်းတို့ဒီလိုခံစားရတဲ့ဖြစ်ရက်အတွက်ကြောင့်ကောင်းကင်ကလည်းမငိုခဲ့မြေပြင်ကလည်းမမှုခဲ့မင်းတို့ဘယ်သူမှမတနာခဲ့ဘူးနော်ယနေ့တိုင်အားလုံးကြည့်နိုင်အောင်လို့အလိုက်ရဲ့အမိန့်ကိုမနာခံဘဲနဲ့အားလုံးဘလို့တဘာဘာဘလို့ပျက်စီးသွားလဲဆိုတာကိုယနေ့တိုင်အဲ့ဒီအိမ်ကိုကြည့်နိုင်အောင်လို့ယနေ့အထိအဲ့ဒီအိမ်ရှိတယ်အဲ့ဒီကောင်နဲ့စမှုတဲ့ဒီတောင်းနေပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီကိုတွားထိတဲ့လူတိုင်းဘယ်သူမှစိတ်မကောင်းမဖြစ်ကြဘူးတဲ့ဘာဖြစ်လို့လဲအလားကိုစန့်ကျင်ပြီးတော့ဟလာအဇပ်ကိုသူတို့ဖိတ်ခေါ်ပြီးတော့အဇပ်ကြတဲ့အတွက်ဘယ်သူမှသူတို့မတနာအောင်စိတ်မကောင်းမဖြစ်ခဲ့ဘူးတဲ့ဒါHazrat Saleh Al-Islam ရဲ့ဖြစ်ရပ်ကိုကျွန်မတင်ဆက်တာဖြစ်ပါတယ်เนาะအပိုင်းနဲ့အနေနဲ့ကျွန်မဗီဒီယိုကြိုက်တယ်ဆိုလို့ရှိရင်subscribe like and share လုပ်ပါเนาะအားလုံးကျေးဇူးတင်ပါတယ် Assalamu alaikum